အလုံးမဲမင်္ဂလာပါဒီနေ့တော့ကြက်အချိုးပေါင်းလေးပေါင်းစားမှာဖြစ်ပါတယ်ဒီကြက်အချိုးပေါင်းကအားလဲရှိတဲ့ဆေးပက်လည်းဝင်တာဖြစ်တဲ့အတွက်ကလေးလူကြီးအလုံးကြိုက်တဲ့ကြက်အချိုးပေါင်းပါကြက်အချိုးပေါင်းပေါင်းမယ်ဆိုရင်တော့ကြက်သားကိုလက်လက်ဆက်ဆက်ပေါင်းသားပေါ့နော်အယိုးတွေထုတ်ပြလိုက်တယ်ပြီးရင်သူ့ကိုအတုံးသေးလေးတွေတုံးထားပါမယ်ဒီမှာ recipe အနေနဲ့ကတော့ဂျင်းထည့်ပါတယ်ဂျင်းကိုကီဝိုင်တစ်စုံထည့်တယ်ပေါ့နော်ကိုကီဝိုင်ကပြီးပဲငပြားကြီးအကြီးကြက်သားမုံအနေငယ် chicken powder ကြက်သားမုံအနေငယ်နဲ့ခရူစီ oyster sauce ပေါ့နော်ခရူစီထည့်တယ်ပြီးလို့ဆိုရင်နှမ်းစီနည်းနည်းထည့်ပါတယ်သူ့ကိုအရသာနှက်ဆက်အောင်နေပြီးတော့တဲ့ခါကျရင်သူကပေါင်းမှဖြစ်တဲ့အတွက်ကော်မုံလေးနည်းနည်းထည့်တယ်ပေါ့နော်ကော်မုံနည်းနည်းထည့်ပါမယ် step powderပြီးရင်တော့အရသာနှက်ဆောင်နေသွားပြီးနေပြီးတော့လို့ဆိုရင်သူနိုင်ရွက်လောက်နှက်ထားပါမယ်ဒါကတော့ကြောက်ပြုံသီးပါ watermelon ကြောက်ပြုံသီးကိုခုလိုအတုံးသေးလေးတွေလိထားပါမယ်သူနဲ့တွဲပေါင်းမှာကတော့ဒါကမှုတစ်မျိုးပေါ့နော် mushroom ပေါ့ဟိုပါလက်တင်ဘာသာနဲ့ကတော့ cudisas malestri လို့ခေါ်ပါတယ်သူကဂျူးမြစ်လေးလိုပဲနူးညံ့နေဂျူးမြစ်လေးလိုပဲဒါပေမဲ့ဂျူးမြစ်လိုမှမဟုတ်ဘူးသူကနူးညံ့နေပေါ့နော်မှုတစ်မျိုးပါဒါကတော့ရေစိုးတက်ထားတယ်ပေါင်းမယ်ဆိုတော့ပြီးရင်ကြောက်ခွေုံတီးအောက်ကခင်းမယ်ဆိုတော့မှုလေးထည့်မယ်ပြီးရင်တော့လင်းစည်းမှုလည်းအနေနဲ့ထည့်ပါတယ်ကြိုက်ရင်ထည့်လို့ရပါတယ်မကြိုက်ရင်တော့မထည့်နဲ့ပေါ့နော်လင်းစည်းမှုလေးထည့်တယ်ပြီးရင်ဆိုတော့အသားနဲ့ထားတဲ့ကြက်သားထည့်ပါမယ်အကုန်လုံးထည့်ပြီးသွားရင်တော့သူ reddit တွေအပေါ်ကနေဖြူပြီးတော့ပေါင်းလို့ရပါပြီအဖုံးလေးအုပ်ပြီးတော့ပေါင်းမှာပါဒီတိုင်းပေါင်းရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့အဖုံးလေးအုပ်တော့ပို့ပြီးတော့နူးညံ့တာပေါ့နော်သူအကြာကြီးပေါင်းကြရမလို့ပါဘူး15မိနစ်တော့မိနစ်20ပေါ့နော်15မိနစ်ပေါင်းပါတယ်15မိနစ်ပေါင်းပြီးပါပြီးအနေထားလေးကိုကြည့်မယ်ပေါ့နော်အနေထားကစားလို့ရတဲ့အနေထားလေးဖြစ်နေပါပြီအနေထားစားလို့ရဒါပေမဲ့5မိနစ်လောက်တော့ထပ်ပေါင်းမယ်ပေါ့နော်အလုံးပေါင်း10မိနစ်20ပေါင်းတယ်ပေါင်းပြီးတော့တဲ့ခါကျရင်သူကအခုလိုမျိုးလေးဖြစ်သွားသူ့ရဲ့အရေးလေးကလေ chicken brand ကြက်ပေါင်းရည်လိုအရေးမျိုးလေးဖြစ်သွားသေးလားဒီမှာဗမာကြက်ဆိုရင်တော့ပိုပြီးအားရှိတာပေါ့နော်ဒါကတော့ဗမာကြက်မဟုတ်ပါဘူးဟုတ်ကဲ့စားလို့ရပါပြီသူကဗမာကြက်ကိုလှုပ်စားမယ်ဆိုရင်ပိုပြီးတော့ကောင်းမှာပါဒါကတော့ဗမာကြက်မဟုတ်ဘူးတကယ်ချင်းတို့ကြိုက်မယ်ဆိုရင်ပေါင်းစားကြည့်ပါသူကအရသာချူချူလေးနဲ့ကလေးတွေဆိုတော့ကြိုက်ပါတယ်ကလေးလူကြီးကြိုက်တဲ့ဟင်းမျိုးလေးပေါ့နော်ကျေးဇူးပါ